ဒီနေ့ရောတမှုအနကရရရဲ့အဆိုပိုက်နောက်ဆုံးပါနှစ်ပါဒါလေးကိုညဝေးပေးပါမယ်ဖြစ်ပါတယ်လက်ကလေးအေးကိုဘယ်လက်ကလေးညာလက်ကလေးဘယ်လက်သက်ကျွဲလက်သက်ကျွဲဘယ်လက်သက်ကျွဲကြီးအကြီးလက်တန်းလက်သက်ကျွဲလမလည်းညလက်ကလေးနှစ်ချောင်းလမစီဘယ်လမစီပြီးတော့ပြောင်းနောင်လက်သက်ကျွေးနဲ့လက်ကလေးနဲ့အတူတူတီးမယ်ပြီးရပါတီးလိုက်ရတယ်ဒီလိုတီးလိုက်ရတယ်ဒီလိုတီးလိုက်ရတယ်ဆိုတော့ဒီလိုလေးပြောင်းတီးပါနော်ညတော့လက်ခလေးအကိုရှာမယ်ပြီးတော့ဒီဘက်ကလက်ညှိုးကကြီးနောက်တစ်ခေါက်ထပ်တည်မယ်ပြီးတော့လက်မပြီးတော့လက်ညှိုးဆိုแล้วก็เรียกกันอยู่เนาะဒီလိုလုပ်လိုက်ရတယ်လုံနိုင်လို့မလုံနိုင်မလုံနိုင်ပါတော့ဆုံးမဒီလေကလမ်းမလည်းညူပဲလက်ကလေးလည်းညူညာဆုံးဒီအိုက်ပါသူကဆိုးရဲ့ပိုက်ဆိုတော့သူနောင်ဘယ်ကတော့ဒီနှစ်ချောင်းလက်ကလေးလက်တန်းညာတော့လက်ကလေးလမဆုံးပါပြီးပြီပေါ့နော်ထားပြီးလို့ရှင်ဟောလာမယ်တော်လေးစောစောပြီးထားတယ်မှာပါပါတယ်
ချင်းတစ်ပုတ်လုံးချင်းတို့ဒီပိုက်ကိုပြန်တီးရှိပဲသူကတော့စိုးမယ်တီးမယ်စိုးမယ်ဒီဘက်က